အဲ့ဒါလွယ်လွယ်ဆိုပြီးကျွန်တော်ပြောနေလို့ဟုတ်လေခဏထုံးထုံးဝင်ဖုန်းဆက်လို့မရဘူးဒါတူရဲ့ခဏသူတို့နေရာအတိအကျပြောရမှာခဏထုံးထုံးဝင်လို့ပြောသူခဏတိလာထုံးထုံးဝင်ကိုသူတို့ရင်ထိန်းလာပါကျွန်တော်ပြောပြီးသားကိုခဏရင်ထဲကိုပြောတာခင်ဗျားပြောလိုက်တာမှန်တယ်မဟုတ်ကျွန်တော်တော့ကောက်ထားမှာတိုင်မှာခင်ဗျားအကုန်လုံးဖိုင်တယ်ခင်ဗျားကပြောတာခင်ဗျားကဒူရောက်ထုံးပြောလိုက်ဝင်မို့ခဏပြောနေရလေနော်အဲ့အဓိကလည်းမဟုတ်ကျွန်တော်ခင်ဗျားပြောရမှာထုံးထုံးဝင်ကိုပြောရမှာကိုကာကန်ရှင်းကဒီမှာဒီလေမောင်တာရင်ထဲရုံးမှာထောက်ကန်တော့ဆိုသူတို့တွားယူအောင်ထုံးထုံးဝင်ကလာမပေးဘူးဒါမှမဟုတ်ကျွန်တော်ကခင်ဗျားခုခင်ဗျားရှင်းပါပြောခင်ဗျားဘယ်ရုံးလို့ပြောလိုက်လဲကျွန်တော်တို့မောင်ဝတာရဲစခန်းအခုရဲစခန်းနှစ်ခုလုံးကျုပ်လိုက်ပို့ပြီကျွန်တော်ကလည်းလိုက်ပို့ပြီဟုတ်လားမဟုတ်ဘူးလားဟုတ်တယ်ကိုဘာရောက်ပြေဆုံးတာအေးပြေဆုံးတာခင်ဗျားတို့လုံးလုံးခင်ဗျားတို့ဝန်ထမ်းမိုင်းကနားလေအပြင်လူနားမလဲဘူးကျွန်တော်စခန်းပေါင်းလုံးကိုကျွန်တော်ဘယ်စခန်းသွားဆိုတာအားလုံးကိုကျွန်တော်ရှင်းပြစခန်းပြောလို့ရှိလို့ရှိရင်စခန်းတော်မှာရင်ထိန်းနေကျွန်တော်ကကာတိုက်ခင်ဗျားနဲ့ရင်ထိန်းလို့မပြောလိုက်လို့စခန်းတစ်ခုတိုင်ပေါက်သွားတာပေါ့ဒီမှာစခန်းတော်ကိုကျွန်တော်ပြောတာကျွန်တော်ချက်အခုကျွန်တော်ပြောတာလားထောင်ပြီကျွန်တော်ပြောတာနေရာဓမ္မနေပါလေစတော့ရက်ွယ်ကျွန်တော်ပြောတာနော်အဲ့တော့ကျွန်တော်တို့ဒီရဲစခန်းဆိုတာလူကြီးထောက်ခံခြင်းနဲ့တဲ့ရက်ွယ်လူကြီးထောက်ခံခြင်းနဲ့ရဲစခန်းထောက်ခံခြင်းပြောရဲစခန်းထောက်ခံခြင်းတော့ကျွန်တော်တို့ကဗမာယူရမှာလေကျွန်တော်တို့ကမတိလို့ပြီးတော့မောဘတာမှာယူရမှာတဲ့မောဘတာကိုကျွန်တော်တို့ဒီကခရီးကားနေသွားတယ်သွားတော့ဘုရားကြောင့်မောဘတာရဲစခန်းကိုပြောတယ်လူကြီးထောက်ခံခြင်းမှာပါလို့တဲ့ဆိုတော့ကိုချက်ကြီးကျွန်တော်သွားယူရတယ်ကျွန်တော်လူကြီးရက်ွယ်ယူပြီးတော့အဲ့ရုပ်ပြန်လာတော့ကျွန်တော်လောက်လာအောင်လောက်လာပြီးတော့နောက်ဟိုကဖြစ်တော့မှမဟုတ်ဘူးတဲ့ဒီမှာလုံးလို့မရဘူးတဲ့တိုက်တာတော့သူတို့ပိုင်ထဲမှာမောဘတာထဲမှာမှန်းတယ်ဒါပေမဲ့အနေတဲ့အပိုင်ကကျွန်တော်တို့က73ဆိုတော့133အပိုင်ဖြစ်တဲ့အတွက်ဟို133မှာပါထောက်ခံချက်ခံလို့တဲ့ရဲစခန်းထောက်ခံချက်အဲ့ဒီဆက်လို့ခင်ဗျာအဲ့တုံးလုံးခင်ဗျာထောက်ခံချက်ယူပြီးလာခဲ့တယ်ယူလာတယ်အခုဒီမနေ့ရောက်တော့ဒီကမရအောင်ရင်ထဲရုံးမှာယူပြီးပါဆိုလို့ကိုသွားယူပြီးပါကျွန်တော်ဒါလည်းမရသေးရဟုတ်ပြီအဲ့ဒါလွယ်လွယ်ဆိုပြီးကျွန်တော်ပြောနေလို့ဟုတ်လေခင်ဗျာထုံးထုံးဝင်ဖုန်းဆက်လို့မရဘူးဒါတူရဲ့ကိုခင်ဗျာသူတို့နေရာအတိအကျပြောရမှာပြောပြီးသားခင်ဗျာထုံးထုံးဝင်လို့ပြောသူခင်ဗျာသိလားထုံးထုံးဝင်ကိုသူတို့ရင်ထိန်းလာပါကျွန်တော်ပြောပြီးသားကိုခင်ဗျာရင်ထဲကိုပြောတာခင်ဗျာပြောလိုက်တာမှန်တယ်မဟုတ်ကျွန်တော်တော့ကောက်ထားမှာတိုင်မှာခင်ဗျာအကုန်လုံးဖိုင်တယ်ခင်ဗျာကပြောတာခင်ဗျာကဒူရောက်ထုံးပြောလိုက်ဝင်မို့ခဏပြောနေရလို့နော်အဲ့အဓိကလည်းမဟုတ်ကျွန်တော်ကခင်ဗျာပြောရမှာထုံးထုံးဝင်ကိုပြောရမှာကိုကာယကန်ရှင်းကဒီမှာဒီလေမောင်တာရင်ထဲရုံးမှာထောက်ကန်တော့ဆိုသူတို့တွားယူရမှာထုံးထုံးဝင်ကလာမပေးဘူးဒါမဲ့အခုကျွန်တော်ကခင်ဗျအခုခင်ဗျရှင်းပါပြောခင်ဗျဘယ်ရုံးလို့ပြောလိုက်လဲကျွန်တော်တို့မောင်ဝတာရဲစခန်းအခုရဲစခန်းနှစ်ခုလုံးကျုပ်လိုက်ပို့ပြီကျွန်တော်ကန်းလိုက်ပို့ပြီဟုတ်လားမဟုတ်ဘူးလားဟုတ်တယ်ကိုဘာရောက်ပြေဆုံးနောက်တော့အေးပြေဆုံးတာတော့ခင်ဗျတို့လုံးလုံးခင်ဗျတို့ဝန်ထမ်းမိုင်းကနားလေအပြင်လူနားမလဲဘူးစခန်းပေါင်းလုံးကိုကျွန်တော်ဘယ်စခန်းသွားဆိုတာအားလုံးကိုကျွန်တော်ရှင်းပြစခန်းပြောလို့ရှိလို့ရှိရင်စခန်းတော်မှာရင်ထိန်းနေကျွန်တော်ကကာတိုက်ခင်ဗျအဲ့နဲ့ရင်ထိန်းလို့မပြောလိုက်လို့စခန်းနှစ်ခုတိုင်ပေါက်သွားတာပေါ့ဒီမှာစခန်းတော်ကိုကျွန်တော်ပြောတာကိုကျွန်တော်ချက်အခုကျွန်တော်ပြောတာလားထောင်ပြီအခုကျွန်တော်ပြောတာနေရာဓမ္မနေပါလေ73ရက်ွယ်ကျွန်တော်တို့ကပြောတာနော်အဲ့တော့ကျွန်တော်တို့ခုဒီရဲစခန်းဆိုတာလူကြီးထောက်ခံခြင်းနဲ့တဲ့ရက်ွယ်လူကြီးထောက်ခံခြင်းနဲ့ရဲစခန်းထောက်ခံခြင်းယူရမယ်ရဲစခန်းထောက်ခံခြင်းတော့ကျွန်တော်တို့ကဗမာယူရမှာလေကျွန်တော်တို့ကမတိလို့ပြီးတော့မောဘတာမှာယူရမှာတဲ့မောဘတာကိုကျွန်တော်တို့ဒီကခလေးတွေကားနေသွားတယ်သွားတော့ဟိုလည်းကြတဲ့ကြောင်မောဘတာရဲစခန်းကဘယ်လိုပြောလဲဆိုလူကြီးထောက်ခံခြင်းမှာပါလို့တဲ့ဆိုတော့ကိုချက်ကြီးကျွန်တော်သွားယူရတယ်ကျွန်တော်လူကြီးရက်ွက်ယူပြီးတော့အဲ့ရုပ်ပြန်လာတော့ကျွန်တော်တို့လောက်လာအောင်လောက်လာပြီးတော့နှောင်းဟိုအဖြစ်တော့မှမဟုတ်ဘူးတဲ့ဒီမှာလုံးလို့မရဘူးတဲ့တိုက်တာကတော့သူတို့ပိုင်ထဲမှာမောဘတာထဲမှာမှန်းတယ်ဒါပေမဲ့အနေတဲ့အပိုင်ကကျွန်တော်တို့က73ဆိုတော့133အပိုင်ဖြစ်တဲ့အတွက်ဟို133မှာသွားပြီးထောက်ခံချက်ခံတယ်ဟုတ်တယ်ရဲစခန်းထောက်ခံချက်အဲ့ဒီဆက်ပဲဟုတ်ခင်ဗျအဲ့တုံးလုံးခင်ဗျထောက်ခံချက်ယူပြီးလာခဲ့တယ်ယူလာတယ်အခုဒီမနေ့ရောက်တော့ဒီကမရဘူးရင်ထဲရုံးမှာယူပြီးပါဆိုလို့ကိုသွားယူပြီးပါကျွန်တော်ဒါလည်းမရသေးရဟုတ်ပြီ